သူ့နာမည်ကတော့ဇမ်ဘီပါအသက်ကဘလောက်လဲဆိုတာမသိရသလိုသူသေဆုံးနေကြတာဘလောက်တောင်ကြာနေပြီလဲဆိုတာကိုလည်းဘယ်သူမှမသိကြပါဘူးအဲ့ဒီတုန်းကဗိုင်းရပ်စ်ကအရန်ကိုရုတ်တရက်ကြီးဖြစ်ပွားခဲ့တာမို့လို့သူလည်းအချိန်မီမလွတ်မြောက်နေပဲအကိုက်ခံလဲရပါတယ်အဲ့ဒီအချိန်ကစပြီးသူဟာတခြားဇမ်ဘီတွေကြားထဲမှာအသိစိတ်မရှိပဲရှောက်သွားနေကြတာပေါ့ဒီနေ့မှာတော့လူသားတွေဟာတနတ်တွေနဲ့ဒုံးကြီးတွေနဲ့ရောက်လာပြီးဇမ်ဘီတွေကိုအစုလိုက်ပြုံးလိုက်တက်ဖြတ်ပါတော့တယ်အချို့ဇမ်ဘီတွေကိုလောင်ဆန်အthiếtသုံးဖို့မီးရှို့ပြီးကြသလိုတချို့ဆိုရင်လူသားတွေရဲ့ကျွံပြူတာကိုခံရပြီးလျှက်စစ်တအားထွန်းလုပ်ပေးရတဲ့စက်ရုပ်တွေလိုအသုံးချခံခဲ့ရပါတယ်ဇမ်ဘီတွေကဘာလို့လူသားတွေကိုစားရတာလဲဆိုတာကိုလည်းသူနားမလဲသလိုလူသားတွေကကောဘာလို့ဇမ်ဘီတွေကိုမျိုးဖြစ်တတ်နေကြတာလဲဆိုတာကိုသူလုံးဝသဘောမပေါက်ခဲ့ပါဘူးဒါပေမဲ့သူထိတာတစ်ခုပဲရှိပါတယ်အဲ့ဒါကတော့အသက်ရှင်ဖို့အတွက်သူကိုယ်တိုင်တမ်းမာလာဖို့လိုအပ်တယ်ဆိုတာပါပဲအဲ့ဒီနေ့ကစပြီးသူဟာစီကန်းရှိတဲ့ဘဝတစ်ခုကိုစတင်ခဲ့ပါတယ်နေ့တိုင်းအလေးမားတယ်ပြေးတယ်ရေကူးတယ်ခုံပေါက်လေ့ကျင့်ခန်းတွေလုပ်တယ်တစ်နေ့၃ချိန်စလုံးပရိုတင်းမှုန့်တွေကိုပဲစားပါတယ်ညဘက်တွေမှာတော့အေရိုဘစ်လေ့ကျင့်ခန်းတွေကိုမနာတမ်းလုပ်ခဲ့လာပါနောက်ဆုံးမှာတော့ဇမ်ဘီဟာဘယ်သူမှရှင်လို့မရလောက်အောင်ကိုတမ်းမာလာပါတော့တယ်ဒီလောက်တမ်းမာနေပေမဲ့လေသူကလူသားတွေနဲ့တငယ်ချင်းထိချင်နေတော့မှာပဲဒီအိမ်မက်အတွက်သူကမီးလောင်နေတဲ့အစာအုပ်တွေကနေလူသားကလေးတွေကိုကဲထုတ်ခဲ့ဘူးသလိုမိသားစုတစုကိုတိုက်တော့မဲ့အရှင်ပြင်းရထားကြီးကိုလည်းလက်တစ်ဖက်ထဲနဲ့တားဆီးပေးခဲ့ပါသေးတယ်လူသားတွေနဲ့အစဉ်ပြေနေနိုင်ဖို့အတွက်သူဟာစွန့်ပစ်ခံမြို့ပြက်ကြီးတစ်ခုမှာဇမ်ဘီတွေအားလုံးကိုစူးစီးခဲ့ပါတယ်ပြီးတော့လူသားအသားတွေအစားပရိုတင်းတက်ရဖို့အတွက်နေအန်ကျက်ဥပဲစားရမယ်လို့အမိန့်ထုတ်ထားတာပါဒါပေမဲ့ဒီနေ့မှာတော့ဇမ်ဘီတယောက်စူပါမားကတ်မှာကျက်ဥသွားဝယ်နေသူ့ရဲ့လက်အောက်ငယ်အာဂုံဟာဖန်ဝရန်ထုတ်ထားတဲ့စီးရင်ထဲမှာထပ်ပါနေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲသတင်းတောက်နှစ်ယောက်လည်းအနီးနားကနေချောင်းရိုက်နေကြပါတယ်သူတို့ကတော့မျက်နှာဖူးဆွတ်ထားတဲ့ဒီလူဟာလီရင်ပြန်ကြီးကိုလက်ပလားနဲ့မိုက်နေဆိုတာကိုလုံးဝမယုံကြည်ကြပါဘူးဒါပေမဲ့နောက်တစ်စက္ကန့်မှာတော့သူတို့အားလုံးစွန့်အားသွားရပါတယ်ဇမ်ဘီဟာဂုံတင်ကားကြီးတစ်လုံးကိုလက်တစ်ဖက်ထဲနဲ့မိုက်ပြီးအဲ့ဒီနေရာကနေတင်ကားကြီးနဲ့အတူကမ္ဘာလေထုအပြင်အောင်ခုန်တက်သွားလို့ပါပဲကမ္ဘာပတ်တန်းချင်းအသွမ်းပတ်ပြီးတဲ့နောက်မှာတော့ဇမ်ဘီဟာသူ့ရဲ့နယ်မြေကိုပြန်ရောက်လာပါတယ်ဒီမြင်းကွင်းကိုကြည့်ပြီးပတ်ဝန်းကျင်ကဇမ်ဘီတွေအားတက်သွားခဲ့ပြီမဲ့အနားကဇမ်ဘီ၄နှစ်ယောက်ကတော့ကားကိုဒီတိုင်းမောင်းလိုက်ရင်ရတာကိုဘာလို့ဒီလိုကြီးလုတာလဲလို့မေးလိုက်ကြပါတယ်ဇမ်ဘီကတော့ငါ့မှာကားမောင်းလိုင်စင်မှမရှိတာလို့ပြန်ဖြေလိုက်တာပေါ့အဲ့ဒီအချိန်မှာအတွင်းထဲကအစိမ့်မြင့် boss level ဇမ်ဘီတွေဟာစိတ်မရှိသေးနေကြပါပြီဒါပေမဲ့ဇမ်ဘီတန်ကားဝင်လာတဲ့အခါမှာတော့လက်အောက်ငယ်တွေဟာချက်ချင်းပဲတန်းစီပြီးအလေးပြုကြပါတယ်ဇမ်ဘီကဝရန်ဇာကိုအာဂုံရဲ့မျက်နှာပေါ်ကတ်ပြီးအာဂုံဒါကဘာလဲမင်းဘာလို့လူသားတွေဝရန်ဆီယန်နဲ့ပါထပ်ပါနေတာလဲလို့မေးလိုက်ပါတယ်အာဂုံလည်းချွေးပြန်သွားပါတယ်ကျွန်တော်လူသားတွေနဲ့တွေ့ရင်ကိုမထိန်နိုင်လို့ပါလို့ပြန်ဖြေရှာပါတယ်ကျွန်တော်တို့ဇမ်ဘီအရေးအတွက်ကတဖြည်းဖြည်းနဲ့များလာပြီမဲ့လူသားတွေနဲ့မတွေ့အောင်စခန်းတွေကိုခဏပြောင်းနေရတယ်အဲ့ဒီအချိန်မှာဗာမင်းလာလူသားတွေကိုစစ်ကြင်ညာဟိုတောင်အကြံပေးလာပါတယ်ဒါကကြွားနေပြီဒါကအယမ်းကြာနေပြီငါရဲ့စိန်ပြောင်းကြည့်တောင်တန်ကျဲတော်မယ်လို့စိတ်မရှိတဲ့လေသားနဲ့ပြောလိုက်ပါတယ်ဒါပေမဲ့ဇမ်ဘီကလူသားတွေရဲ့ကြောက်စရာကောင်းတဲ့အချက်တွေကိုသူ့တပည့်တွေကိုရှင်းပြခါနီးမှမယ်ကောင်းကင်ညံကနေရုတ်တရက်ကျဲလောင်တဲ့ဟိန်းဟောင်ဆန်တကြီးထပ်ပေါ်လာပါတယ်အဲ့ဒါကတော့စစ်တပ်မှုသဲယူပို့ဆောင်လေရင်ကြီးတစီသူတို့အပေါ်ကိုမတိမတာရောက်ရှိနေတာပါအဲ့ဒီအချိန်မှာလေရင်ဘော်ကကွက်ကံမှုကတော့အယမ်းကိုလှပချောမွန်းတဲ့မင်းကလေးတယောက်ပါလေရင်ဘော်မှာပါလာတဲ့တမဒါကတော့မျက်နှာချင်းဘော်ကအချက်လက်တွေကိုကြည့်ပြီးအလေးနက်စဉ်းစားနေပါတယ်အဲ့ဒီအချိန်မှာလက်အောက်ငယ်လျှောက်ကအားလုံးအစင်းသင့်ပါပြီအချိန်မီစက်တင်လို့ရပြီလို့လာတဲ့ပို့ပါတယ်အဲ့ဒီမင်းကလေးကခေါင်းကိုအသားရဆောင်းပြီးဘုံကောလို့မေးလိုက်ပါတယ်တကယ်တော့အဲ့ဒီစစ်လေရင်ပေါ်မှာမိနစ်20အတွင်းပောက်ကွဲမဲ့နျူကလ িয়ার ထိပ်ဖူတပ်ဆင်းထားတာပါအောက်မှာရှိတဲ့ဇမ်ဘီကတော့အန်ဒီယေကိုအာယုံခံပြီးသွားပါပြီဗာမင်းရဲ့မျက်လုံးတွေကတောက်ပလာပြီးသူတို့ကိုတေးကြီးအောင်တိုက်ခိုက်ဖို့အသင့်ဖြစ်နေပြီမဲ့ဇမ်ဘီကသူ့ကိုတားလိုက်ပါတယ်နေုံမင်းကလူသားတွေနဲ့တွေ့ရင်စိတ်မထိန်နိုင်ဘူးအရင်ဆုံးတခြားဇမ်ဘီတွေကိုဘေးခန်းရရွှေ့ခိုက်လိုက်အဲ့ဒီလူသားတွေကိုတော့ငါပဲသွားရှင်းလိုက်မယ်မကြခင်မှာပဲတင်ကြကားအနှင်းငယ်ဟာအဲ့ဒီနယ်မြေတွေကိုဖြည်းဖြည်းချင်းမောင်းဝင်လာပါတယ်သူတို့ရဲ့တာဝန်ကမြေပေါ်ကရက်သားတွေကိုရှာပြီးဘေးခန်းရရွှေ့ပြောင်းပေးရတာပါအဲ့ဒီအချိန်မှာပဲစစ်လီရင်ရဲ့တကားကရုတ်တရက်ပွင့်သွားပြီးလက်နက်အပြည့်စုံတဲ့ယူငယ်တယောက်ဟာအောက်ကဇမ်ဘီအုပ်ကြီးကိုရင်ဆိုင်ဖို့ထွက်လာပါတယ်သူကလုံးဝမကြောက်တဲ့အပြင်ဘော့ဇမ်ဘီတာထွက်လာကြည့်စမ်းတခါတည်းပိုင်းပြတ်ပြစ်မယ်လို့တော့ကျုံးဝါနေပါသေးတယ်တစ်ဖက်မှာတော့ဝတ်စုံဖြူဝတ်ထားတဲ့လူတယောက်ကရှေ့မှာကွန်ပျူတာမျက်နှာပြင်ကိုစိုက်ကြည့်နေပါတယ်အဲ့ဒါ Beyond Academy ကလူတယောက်ပဲ
သူကသူတို့နဲ့နည်းနည်းလောက်ကစားပေးဦးမှာပါလို့ပြောပြီးခလုတ်အနီလေးကိုနှိပ်လိုက်ပါတယ်နောက်တစ်စက္ကန့်မှာတော့လူသားတွေထည့်ထားတဲ့တန်လောင်ကြီးတစ်ခုကကောင်းကင်ကနေကျလာပြီးဇမ်ဘီအုပ်ကြီးရဲ့အလဲတဲ့လေမှာဆင်းသက်သွားကြပါတယ်တစ်ချိန်တည်းမှာပဲကယ်လဲရဲ့အဖွဲ့ကလူသားတွေရှိနေတဲ့အချက်လက်ကိုတီးသွားပြီးပိတ်ခတ်မှုတွေနဲ့ရှေ့တိုးလာပါတယ်အဲ့တော့ဇမ်ဘီကဘာလို့မသေးတာလဲလို့တယောက်ကအော်ပြောလိုက်တဲ့ဘက်ကိုကြည့်လိုက်တော့ဇမ်ဘီလည်းနှစ်ယောက်ကကြောက်လန့်တုန်ရင်ပြီးကတ်နေကြတာကိုတွေ့လိုက်ရပါတယ်သူတို့ရဲ့ရှေ့မှာတော့ကျွန်တော်တို့သွေဟရာဇမ်ဘီကကာကွယ်ပေးနေတာပေါ့ရုတ်တရက်စစ်ဘော်ကဒုံးကြီးပစ်လောင်ချနဲ့ချိန်ပြီးပစ်လိုက်တယ်ဒုံးကြီးကဇမ်ဘီစီကိုအရှိန်အဟုန်နဲ့ပြန်သွားပြီးပြင်းထန်တဲ့ပေါက်ကွဲမှုမီးတောင်တွေနဲ့အတူသူ့ကိုဝါးမျိုးသွားပါတော့တယ်သူကဇမ်ဘီမဟုတ်ဘူးထင်တယ်သူကမကြခင်မှာပဲလူသားတွေကိုကူညီနေတဲ့ဇမ်ဘီမျက်နှာဖူးဆွတ်တဲ့ဘီယွန်တာပဲလို့ပြောလိုက်တဲ့အခါမှာတော့စစ်ဘော်ကလည်းလူမားပြမိပြီးဆိုတာကိုသိပြီးကြောင်းသွားပါတယ်အဖြူရောင်မီးခွေးတွေဖြည်းဖြည်းချင်းလွင့်ဆင်းသွားတဲ့အခါမှာတော့ဇမ်ဘီဟာဘာမှဒဏ်ရာမရပဲမတ်တက်ရက်နေတော့မှာပဲသူကသူ့ခေါင်းကိုသူ့ပြန်ကင်ပြီးဘာဖြစ်သွားတာလဲဆိုတဲ့ယုတ်ကြီးနဲ့ကြောင်းတောင်းဖြစ်နေပါတယ်အဲ့ဒီချင်းမှာလေရင်ဘော်ကသမဒကဘော့ဇမ်ဘီတခုကိုတွေ့ပြီလို့သတင်းပို့ပြီးမာရှယ်ကိုဇွန်ဘီစီကိုတွားပြီးဟန်တာဟုအမိန့်ပေးလိုက်ပါတယ်အမိန့်ပေးသွားတဲ့မာရှယ်ဟာပေပေါင်းရာနဲ့များတဲ့လေရင်ဘော်ကနေချက်ချင်းခုန်ချသွားပါတော့တယ်ကယ်လဲရဲ့အထွေကအရက်သားတွေကိုစတင်ရွှေ့ပြောင်းပေးနေချိန်မှာဝစ်စုံဖြူဝတ်ထားတဲ့လူကတော့ထပ်ပြီးပြဿနာရှာဖို့ပြင်းနေပါတယ်သူတို့ကအရက်သားအားလုံးနှီးပါးကိုကယ်လိုက်ပြီပေါ့သူတို့ကိုအထင်သေးလို့မရဘူးပဲလို့အကြံပုံနေပါတယ်သူတို့ကိုအထင်သေးလို့မရဘူးပဲအဲ့ဒီစကားကိုကြားတော့ဟိုလူကခက်ဖက်ဖွာလေးဖြုံးလိုက်သည်ဒါဆိုရင်သူတို့အတွက်စိတ်ဝင်စားဖို့ကောင်းတာလေးတစ်ခုလောက်ပေးလိုက်ကြတာပေါ့လို့ပြောလိုက်ပါတယ်အဲ့ဒီစကားနဲ့အတိုင်းစပင်စိမ့်နဲ့လူကလည်းချက်ချင်းပဲသဘောပေါက်သွားပြီးသူ့ရဲ့ထင်းချုံမှုအောက်မှာရှိနေတဲ့ဇမ်ဘီတကောင်ဟာကြောက်စရာကောင်းတဲ့ပုံစံပြောင်းလဲခြင်းတွေဖြစ်လာပါတော့တယ်မကြခင်မှာပဲအဲ့ဒီဇမ်ဘီဟာအသိစိတ်မဲ့နေတဲ့မိစ္ဆာကောင်ကြီးဖြစ်သွားတာပေါ့ဒီအပြောင်းလဲကိုအဝေးကနေဇမ်ဘီကြောက်အာယုံခံမိလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲကယ်ဆယ်ရေးအဖွဲ့ကစစ်ဗိုလ်ကဇမ်ဘီစီကိုအပြေးအလွှာရောက်လာပါတယ်ဇမ်ဘီကြောင်ကြောင်တောင်ဖြစ်နေတော့မှပဲစစ်ဗိုလ်ကသူ့ကိုကောက်ချီပြီးကားစီကိုအတင်းပြေးပါတော့တယ်အသက်ကယ်ဖို့ကပူအရေးကြီးတဲ့ဟဲ့ဇမ်ဘီကိုကားထဲပစ်ထည့်ပြီးတာနဲ့ကားစီယာကိုအငြင်းမောင်းဖို့ခိုင်းလိုက်ပါတယ်လမ်းမှာတော့ကားဘော်ကကောင်မလေးတယောက်ကသူ့ကိုဘာလို့ဇမ်ဘီမျက်နှာဖုံအမြဲဆွတ်ထားတာလဲလို့မေးပါတယ်အဲ့ဒီအခါမှာတော့ဇမ်ဘီတယောက်ဘာပြန်ဖြေရမှန်းမသိပဲအတော်လေးကိုစိတ်လုံရှားသွားတာပေါ့တစ်ဖက်မှာတော့ကယ်ဆယ်ရေးအဖွဲ့တွေဒုက္ခရောက်နေပါသည်ပုံစံပြောင်းသွားတဲ့ဇမ်ဘီကြီးကဘက်စကားတစ်စီးလုံးကိုမတ်လိုက်ပြီးသူတို့စီကိုအင်အိုက်တိုက်လန်ပစ်လိုက်ပါတယ်ကန်ကောင်းကျင်တော့မာရှယ်ကအချိန်မီရောက်လာပြီးကားကြီးကိုတစ်ချက်တည်းနဲ့နှချမ်းခွဲပစ်လိုက်ပါတယ်ဒါကိုမြင်တော့လူတွေကဒါအကယ်ဒမီရဲ့ဓာတ်တိုင်းခါနာကမာရှယ်ပဲငါတို့လွတ်ပြီးဟေ့ဆိုပြီးဝမ်းတာအားရအော်ဟစ်ကြပါတော့တယ်မာရှယ်ကသူတို့ကိုအရက်သားတွေခေါ်ပြီးအမြင်ထွက်သွားဖို့နဲ့ကျန်တာကိုသူဝဲရှင်းလိုက်မယ်လို့ပြောလိုက်ပါတယ်ကယ်ဆယ်ရေးစခန်းမှာတော့စစ်ဗိုလ်ကအချီနေတွေကိုအစီရင်ခံစာတောင်းနေပါတယ်အနားမှာရှိနေတဲ့ဇမ်ဘီကတော့ဟိုဘက်ကဇမ်ဘီကြီးရဲ့အော်ထန်ကိုကြားလိုက်ုံနဲ့ဒါဟာသူ့တပည့်လက်တဲ့နိုင်ဆိုတာသိလိုက်ပါတယ်ကောင်မလေးကသူ့ကိုစိတ်အေးအေးထားဖို့လွှဲ့ပြောလိုက်ပေမဲ့သူကတော့ပျောက်သွားပြီပေါ့ဟိုဘက်မှာတော့ဇမ်ဘီကြီးကနာကျင်စွာနဲ့အော်ဟစ်နေပါတယ်မာရှယ်ကလည်းသူ့ရဲ့နာကျင်မှုကိုမြင်နေပုံပါပဲဇမ်ဘီကြီးကသူ့စီပြေးဝင်လာတဲ့အခါမှာတော့မာရှယ်ကဓာတ်ကိုဆွဲထုတ်ပြီးကြက်ချေကပုံစံခုတ်ချလိုက်ပါတယ်ဘုံဆိုတဲ့အတန်ကြီးငယ်အတူဇမ်ဘီကြီးဟာအပိုင်းအပြက်ဖြစ်သွားတာပေါ့ဒါပေမဲ့သူအလုတ်ပြီးပြီလို့ထင်နေတော့မှပဲခြေတန်းအချို့ကိုကြားလိုက်ပါတယ်မာရှယ်လွှဲကြည့်တော့ဇမ်ဘီကအဲ့ဒီဇမ်ဘီကြီးဘေးမှာယုတ်နေတာကိုတွေ့လိုက်ရပါတယ်မဟုတ်ဘူးဒါသူတို့အပြစ်မဟုတ်ဘူးတောင်းပန်ပါတယ်ငါတို့ကိုထိန်းချုပ်လို့မရလို့ပါအဲ့ဒီစကားကိုကြားလိုက်တာနဲ့မာရှယ်ကဇမ်ဘီကိုရန်သူစင်ရင်နဲ့ထက်ပြီးခုတ်တက်ဖို့ဓာတ်ကိုရွယ်လိုက်ပါတော့တယ်ဒါပေမဲ့နောက်ကစက္ကန့်မှာတည်းမာရှယ်တယောက်အဝတ်အစားတွေအချွတ်ခံရပြီးဓာတ်တန်တွေမှာအချိတ်ခံလိုက်ရပါတယ်လေရင်ဘော်ကစပင်တိုကောင်မလေးကလည်းမာရှယ်ရဲ့အသက်အချက်ပြမှုတွေရုတ်တရက်ကျဆင်းသွားတာကိုသတိထားမိသွားပါတယ်ဒါကိုကြားတော့သမရကလည်းလုံးဝစွန့်သွားပြီးမာရှယ်ရှုံးသွားလားလို့ရေရွတ်လိုက်မိပါတယ်အရက်သားတွေအကုန်မထွက်ရသေးတာနဲ့နျူကလ িয়ার ဘုံကိုလည်းသုံးလို့မရသေးပါဘူးသမရကတော့ဒေါသထွက်သွားပြီးလေရင်ဘော်ကနေခွစ်ခနဲ့ခုန်ဆင်းသွားပါတယ်ကောင်းငင်မှာနောက်ထပ်လူရိတ်တစ်ခုကလည်းအမြန်ရွေ့ရှားနေပါတယ်အဲ့ဒါကတော့ဒီစစ်စင်ရေးရဲ့ကွတ်မွတ်ခင်မျိုးဒူမကဓာတ်ကိုချက်ချင်းဆွဲထုတ်ပြီးဇမ်ဘီကိုခုတ်ချလိုက်ပါတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲအဖြူရောင်ဓာတ်လွှားကဇမ်ဘီနဲ့ထိရင်းမှတင်အစိတ်အမွာကျိုးပဲ့သွားပါတော့တယ်ဒါကိုမြင်တော့သမရတယောက်မယုံနိုင်အောင်ဖြစ်သွားသလိုဇမ်ဘီကလည်းအရင်ကထက်တောင်ပိုပြီးကြောင်သွားပါတော့တယ်
သမရရဲ့မျက်လုံးတွေကအန်အောဆွန်းလို့တုံလုံသွားပြီးဒီကောင်ကဘာနဲ့မှလွတ်ထားတာလဲလို့ရေရွတ်လိုက်ပါတယ်သူမကအနောက်ကိုခတ်တော့ကွာခုံးဆုပ်လိုက်ပြီးမီတာတော်ဝေးတီအကွာဝေးတစ်ခုယူလိုက်ပါတယ်ဒီသမရမကရုတ်တရက်ပေါ်လာတာကြောင့်ဇန်ဘီကလည်းအတော်လေးကိုပြပြတလဲဖက်သွားပါတယ်ဟုတ်ကျွန်တော်တောင်းပန်ပြီးပြီလေဇန်ဘီကစကားပြောနေတာကိုကြားလိုက်တော့သမရကပူပြီးအန်အောပါပြီးဒါဟာမျိုးဗီဇပြောင်းလဲနေတဲ့ဇန်ဘီတကောင်မဲတို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ဇန်ဘီကတော့ဇန်ဘီပါပဲသူမကဒုတိယမောက်ဓာတ်ကိုချက်ချင်းဆွဲထုတ်လိုက်ပြီးဒီလိုဖြစ်နေမှတယ်လို့ဆိုပြီးတိုက်ခိုက်ဖို့ပြင်ပါတော့တယ်အဲ့ဒီဓာတ်ကတော့ပိုးမိုးတတ်မှတဲ့ဇန်သူတွေကိုနှိမ်နှင်းဖို့အစွမ်းချက်လာတဲ့ဓာတ်တလက်ပါဇန်ဘီတယောက်သူမလှုပ်ရက်ကိုလန့်သွားပြီးနေအောင်ဗျာလို့ပြောလိုက်ပေမဲ့သူမကတော့အရှိန်အဟုန်နဲ့သူ့စီကိုဓာတ်နဲ့ပြေးဝင်လာပါတော့တယ်ဒါပေမဲ့သူမရဲ့ခုတ်ချက်ကလွဲချိုသွားပါတယ်ဇန်ဘီကတိုက်ခိုက်မှုကိုရှောင်လိုက်ပြီးသူမရဲ့အနောက်မှာပေါ်လာတာကြောင့်ပါသူမလည်းဇန်ဘီလိုပဲအနောက်ကိုချက်ချင်းပြန်လွှဲပြီးကောင်းငင်ရက်မှာဇောက်ခင်အနေထားနဲ့ဇန်ဘီရဲ့အနောက်ကိုရောက်သွားပါတယ်ပြီးတော့သူမက360ဒီဂရီခွက်ခနေလွှဲလိုက်ပြီးသူမရဲ့ကွက်ကြော်ဖြစ်တဲ့အနီရောင်ဓာလွားပိုင်းဖြတ်ခြင်းနီးတင်ညာကိုတုံးလိုက်ပါတယ်ခဏအတွင်းမှာပဲအနီရောင်လင်းထိမြအရာအလုံးဟာနှစ်ချမ်းခွဲသွားပြီးဘေးနာကအစအဦးတွေတော့မလွတ်ခဲ့ပါဘူးဒီလောက်ခွဲစရာကောင်းတဲ့တိုက်ကွက်ကိုတော့ဇန်ဘီကခါလီလကွင်းလေတာတာယာပင်ရှောင်လိုက်ပါတယ်နင်ငါကိုကစားနေတာလားလို့သမဒကအော်ဟစ်ပြီးနောက်တစ်ချိန်ထပ်တိုးဝင်လာပါတော့တယ်အဲ့ဒီအချိန်မှာပတ်ဝန်းကျင်ကအရက်သားလေးကကဲထုတ်လို့ပြီးတော့ရှိပါပြီဇန်ဘီလက်ချက်နဲ့မေ့လဲနေတဲ့မာရှယ်ကိုတောင်ကားပေါ်တင်သွားကြပါပြီလေရင်ဘော်ကလက်ထွက်ကလည်းသမဒကိုအနည်းဆော့ခွားဖို့အရေးကြီးလက်ခေါ်နေပါတယ်ဒါပေမဲ့ဇန်ဘီနဲ့အကျိတ်နဲ့တိုက်ခိုက်နေတဲ့သမဒကတော့ဒီခေါ်ဆိုတွေကိုဂယုစိုက်ဖို့အချိန်မရှိပါဘူးမိနစ်အနည်းငယ်အတွင်းမှာလူသားတစ်ယောက်နဲ့ဇန်ဘီတစ်ယောက်ကမြို့ရဲ့တဝက်လောက်ကိုရောက်သွားကြပါပြီဇန်ဘီကတော့တစ်ချိန်လုံးရှောင်နေတာပါနင်ဘာလို့ပြေးနေတာလဲလို့သူမကမေးတဲ့အခါမှာတော့ဇန်ဘီကလည်းခမ ्या ကငါ့ကိုခုတ်တတ်တော့မှလေဆိုပြီးပြန်ဖြီလိုက်ပါတယ်ဇန်ဘီကိုလိုက်မမီတော့ကြောင့်သမဒကသူမရဲ့ဒုတိယမောက်နီးတင်ညာထက်တဲ့ IEDO level 2ကိုအသုံးပြုပါတယ်ရုတ်တရက်ဆိုသလိုသူမရဲ့ဆက်ရုပ်ချီတော့တွေကအဖြူရောင်ဇင်နွေးငွေ့တွေအများကြီးထွက်ပေါ်လာပါတယ်အားသွားခြင်းတီးတာနဲ့နောက်ကစက္ကန့်မှာပဲမယုံနိုင်အောင်အရှိန်နဲ့ထွက်ပေါ်လာပြီးဇန်ဘီတဲ့အနောက်ကိုချက်ချင်းရောက်သွားပြီးသူမရဲ့အပြင်းထန်ဆုံးကွက်ကိုထုတ်လိုက်ပါတော့တယ်ခဏအကြာမှာတော့နှစ်ယောက်လုံးမြေပုံပေါ်ကိုဆင်းသွားကြပါတယ်သမရကတော့ဇန်ဘီကိုရှင်းပြနိုင်ပြီလို့ထင်နေပြီးသူမကိုလာခေါ်ဖို့လေရင်ကိုဆက်သွယ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဝစ်တုံဖြူနဲ့လွဲ့ယူဆန်းစင်းတဲ့လူကထပ်ပြီးလှုပ်ရှားသွားပါတယ်အရက်သားတွေအကုန်လွတ်သွားပေမဲ့သူတို့မှလေရင်ပေါ်မှာတရိုးတယောက်ရှိနေသေးတာပါအားလုံးကကဲထုတ်အောင်မြင်သွားလို့ပျော်နေကြတော့မှပဲလေရင်ပေါ်ကတရိုးဟာနျူကလ িয়ার ထိပ်ဖူးလောင်ကြကိုရုတ်တရက်ဖွင့်လိုက်ပြီးဘာမှမစင်စားပဲနှိပ်ချလိုက်ပါတယ်နောက်တစ်စက္ကန့်မှာပဲနျူကလ িয়ার ဘုံကလေရင်ပေါ်ကပြုတ်လာပါတော့တယ်အဲ့ဒီနောက်မှာကတရိုးဟာတခြားလူနှစ်ယောက်ရဲ့ဖမ်းဆီးခံလိုက်ရပါတယ်ဒီသတင်းကိုကြားလိုက်တာနဲ့အားလုံးရဲ့မျက်နှာမှာကြောက်ရွံ့မှုတွေပြည့်သွားပါတော့တယ်အရှိန်အဟုန်နဲ့ကြဆင်းနေတဲ့နျူကလ িয়ার ဘုံကိုကြည့်ပြီးသမရလည်းပြားတယ်လည်းဖြစ်သွားပါတယ်သူမကစက်ရုပ်ခြေတော့ကအားမြင့်ဇက်တွေကိုတုံးပြီးလေရင်ပေါ်ကိုပြန်ခုန်တက်ချင်ချီပြီးနောက်တစ်စက္ကန့်မှာပဲတောင့်ခဲသွားပါတယ်တကယ်တော့ဇမ်ဘီနဲ့တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲဟာချိန်မမီတိုက်ခိုက်ခဲ့တဲ့တိုက်ပွဲစဉ်တစ်ခုပါပဲနောက်ထပ်ပိုမိုကောင်းမွန်ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အပိုင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့လို့ကျွန်တော်တို့ရဲ့ NY Manhwa Recap Channel လေးကို like နဲ့ subscribe လုပ်ထားဖို့မမိတဲ့ဦးနော်အားလုံးပဲပိုကောင်းတဲ့နောက်တစ်ပိုင်းမှာပြန်လည်တွေ့ဆုံကြမယ်တာယာတဲ့နေ့လေးဖြစ်ပါစေဗျာありがとうございました。バイバーイ。